မင်္ဂလာပါရှင်ဒီနေ့မှာတော့ညီကညီရဲ့စုဆောင်းထားတဲ့လောက်ခလာစာလေးတွေကိုညီရဲ့ဖေဖေနဲ့မမေကို surprise အနေနဲ့လက်ဝတ်ရတနာလေးအရင်ကြီးမကြီးမားပင်မဲ့လို့ညီတက်နိုင်တဲ့လောက်ညီရဲ့အင်အားလေးနဲ့စုထားတဲ့ပတ်စံလေးနဲ့ပဲဝယ်ပြီးတော့ surprise တိုက်မှာဖြစ်ပါတယ်အရင်လိုရန်စည်းတွေကအရင်တက်တာမဟုတ်တဲ့အတွက်ရတဲ့လစာတွေကအခွန်ဖြတ်ပြီးကျန်တဲ့ပမာဏတွေကမှတစ်လကို320ကျော်30လောက်ကိုတည်တံ့ဖယ်ပြီးစုထားတဲ့ပတ်စံလေးတွေလို့ပြောလို့ရပါတယ်တကယ်တော့ညီလုပ်ငန်းပြန်စရင်သုံးဖို့အတွက်တီးတန့်ညီအတွက်ဖယ်ထားတဲ့ပတ်စံလို့ပြောရင်လည်းမမှားပါဘူးရှင်။အခုတော့အဲ့ပတ်စံလေးတွေကိုတစ်ချက်ခုံနှစ်ချက်ပြတ်အကျိုးရှိအောင်ဖေဖေနဲ့မမေကိုလက်ဝတ်ရည်နာလေးဆင်ပေးမှာဖြစ်ပါလိမ့်ရှင်။ညီကိုယ်တိုင်လိုက်ဝယ်ပေးခြင်းပေမဲ့လို့ညီရမရှိတာဖြစ်တဲ့အတွက်ညီကိုစားအင်အားဖြစ်စေမဲ့ငွေကိုပဲလွှဲလိုက်တာဖြစ်ပါတယ်။မမေအတွက်ဆွဲသီးလေးတစ်ခုနဲ့ဖေဖေအတွက်စိန်လက်စွပ်တစ်ကွင်းစုစုပေါင်းပစ္စည်းတန်ဖိုးအသက်တင်320ကျော်ကုန်ကြပါတယ်။အိတ်ထဲကထွက်သွားတဲ့ငွေထက်ဖေဖေနဲ့မမေပြုံးပျော်ရွှင်ပြီးတော့စိတ်ချမ်းသာနေရင်ညီပင်မရကြိုးနှက်ပါတယ်ခံယူထားတဲ့ချစ်ချင်းမြတ်တာထဲမှာမိဘကချစ်တဲ့သားသမီးဖြစ်ဖို့ထက်မိဘကိုချစ်တတ်တဲ့ချစ်ပေးနိုင်တဲ့သားသမီးဖြစ်အောင်ကြိုးစားဖို့ပဲတွေးဖြစ်ပါတယ်မိသားစုတစ်ခုမှာအဖေဆိုတာကအုတ်တိုင်းကြီးဖြစ်တယ်ဆိုရင်သားသမီးဆိုတာကအဲ့ဒီမိသားစုကိုကာကွယ်ဖို့အတွက်ခြံစည်းရိုးနဲ့တူပါတယ်ရသမျှလစာကိုမိဘကိုအကုန်ကျွေးမွေးလို့မွေးရကြီးဆိုရင်လေညီထိတ်ဆုံးကပြေးပြီးခံလိုက်ပါမယ်မိဘနှစ်ပါးအသက်ရှိစဉ်စားနိုင်တော့သွားတွေရှိနေတော့ဂျေဇုဆက်ခွင့်ရနေတာကိုကကံကောင်းမှုတစ်ခုပါပဲရှင်အခုလိုပြောလို့လေညီရမိဘနှစ်ပါးစီကအလိုလိုက်အချစ်ခံသားသမီးမျိုးတွေမှာတော့မပါပါဘူးရှင်မိဘတိုင်းကသားသမီးတိုင်းကိုချစ်ကြတာချင်းတူပေမဲ့လို့အဲ့ဒီအချစ်ကိုထုတ်ပြပုံထုတ်ပြခြင်းမတူညီကြတာဖြစ်တဲ့အတွက်တူးထဲမွေးထားတဲ့ညီအတွက်အတော်လေးတန်မာစေခဲ့တယ်လို့ပြောလို့ရပါတယ်ကိုကအမြင့်တစ်ခုကိုရောက်သွားခဲ့ရင်အဲ့ဒီအမြင့်ကိုရောက်စီခဲ့တဲ့လှေကားကိုဘယ်တော့မှမမေ့ရဘူးဆိုတဲ့ဆုံးမစကားအတိုင်းညီမှာဂျေဇုဆက်ရမယ်ဂျေဇုရှင်တွေနောက်ထပ်ရှိပါသေးတယ်ဒါကတော့ညီရဲ့ဒုတိယမိခင်ညီရဲ့တီလေးဖြစ်ပါတယ်အမတွေကမွေးထားတဲ့တူတူမတွေကိုကိုယ့်ရဲ့သားသမီးရင်းချလို့စိတ်ပူပေးပြီးတော့ဆုံးမသွန်သင်တတ်တဲ့ညီအားကြရတဲ့အမျိုးသမီးတွေကမှတယောက်ဖြစ်ပါတယ်။သွယ်ဝိုက်သောနီးဖြင့်၎င်းဓာတ်ရိုက်သော၎င်းတီလေးတို့ကျေးဇူးရှိတာဖြစ်တဲ့အတွက်တေတပံတတဆုံးတီလေးတို့အတွက်ရှိပေးဖို့ကညီရဲ့တာဝန်လို့ခံယူပါတယ်။ဂတိပေးနိုင်တာတစ်ခုကဘယ်အခြေအနေဘယ်နေရာကိုပဲရောက်ရောက်သူတို့ရဲ့သွေးသူတို့ရဲ့ချစ်ချင်းမြတ်တာသူတို့ရဲ့သွန်သင်ဆုံးမမှုတွေနဲ့ညီဆိုတာကဖြစ်တည်နေတယ်ဆိုတဲ့အမှန်တရားပဲဖြစ်ပါတယ်။ဒီနေ့အတွက်ဗီဒီယိုကတော့ဒီလောက်ပဲဖြစ်ပါရဲ့ရှင်အဆုံးထိနားထောင်ပြီးကြည့်ပေးကြလို့တဦးတယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်နောက်ဗီဒီယိုတွေမှာပြန်ဆောင်ကြပါရစေအားလုံးဘေးရန်ကင်းကွာကျန်းမာပျော်ရွှင်နိုင်ကြပါစေရှင်